အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့2029အာရှဖလားရှေ့စစ်ပွဲတတိယဆင့်ပွဲစဉ်အဖြစ်မြန်မာလက်ရွေးစင်အသင်းနဲ့အာဖဂန်နစ္စတန်လက်ရွေးစင်အသင်းတို့ရန်ကုန်မြို့ဒုဝနဘောလုံးကွင်းမှာရှင်ပြိုင်ကစားခဲ့တဲ့ပွဲကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်ဘောလုံးပွဲကညနေ9:00 နာရီမှာစတင်ကျင်းပတာဖြစ်ပေမဲ့ဒီနေ့ပွဲစဉ်ကိုလာရောက်ကြည့်ရှုသူပရိသတ်ဦးရေကအရင်ပွဲစဉ်တွေကထက်နည်းပါးတာကိုတွေ့ရပါတယ်ဒီနေ့ပွဲစဉ်မှာတော့မြန်မာလက်ရွေးစင်အသင်းကဂိုးသမားနေရာမှာဇင်ညီညီအောင်နောက်တန်းမှာနန္ဒကျော်တရားထအောင်စိုးမိုးကျော်ဟင်းဖြိုးဝင်အလယ်တန်းမှာဆိုလို့ရှိရင်တော့မောင်လွင်ကျော်မင်းဦးလွင်မိုးအောင်နဲ့ရှေ့တန်းမှာဆိုလို့ရှိရင်တော့ဟိန်းချန့်အောင်တန်းပိုင်တရားစောစတဲ့ကစားသမားတွေနဲ့4-3-3ပုံစံပွဲထွက်လာခဲ့ပါတယ်ပွဲစားရီဆိုတာနဲ့မြန်မာလက်ရွေးစင်အသင်းကအာဖဂန်နစ္စတန်လက်ရွေးစင်အသင်းဘက်ကိုဖိအားပေးပြီးတော့ကစားနိုင်ခဲ့ပေမဲ့အာဖဂန်နစ္စတန်လက်ရွေးစင်အသင်းရဲ့တံပြန်ကစားပုံကြောင့်ဥဆောင်ကိုစတင်ခွင့်ပြုပေးခဲ့ရပါတယ်ဥဆောင်ကိုစတင်ခွင့်ပြုပေးခဲ့ရတဲ့မြန်မာအသင်းဟာရှေပါကိုရရှိဖို့အတွက်ဖိအားပေးကစားခဲ့ပြီးတော့ပွဲချိန်28မိနစ်မှာတန်းပိုင်ရဲ့ခေါင်းတိုက်ကိုနဲ့ရှေပါကိုရရှိခဲ့ပါတယ်။ရှေပါကိုရရှိပြီးတဲ့နောက်မြန်မာလက်ရွေးစင်အသင်းဟာဥဆောင်ကိုရရှိဖို့ကြိုးစားခဲ့ပေမဲ့အာဖဂန်နစ္စတန်လက်ရွေးစင်အသင်းရဲ့ဂိုးသမားကလက်စွမ်းပြနေတာကြောင့်ပထမပိုင်းပြီးဆုံးချိန်မှာတစ်ဖက်တစ်ဂိုးနဲ့ပြင်ရတဲ့အခါဖြစ်ပေါ်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့မြန်မာလက်ရွေးစင်အသင်းဟာလိုအပ်နေတဲ့ဥဆောင်ကိုရရှိဖို့ဒရဇက်တက်စစ်စင်ကစားခဲ့တာကိုတွေ့ရပြီးတော့ကစားသမားအချင်းချင်းနားလည်မှုလွဲမှားတာတွေကြောင့်ဂိုးရရှိဖို့ခက်ခဲနေတာကိုလည်းတွေ့ရပါတယ်။အနိုင်ဂိုးရရှိဖို့လိုအပ်နေတဲ့မြန်မာလက်ရွေးစင်အသင်းဟာဒုတိယပိုင်းမှာရဲရင်အောင်ဥက္ကာနိုင်မင်းမော်ဦးစတဲ့တိုးအားယွန်းအားကောင်းတဲ့ကစားသမားတွေကိုထည့်သွင်းခဲ့ပြီးတော့တိုက်စစ်ကိုထပ်ပြီးတော့မြင့်တင်ခဲ့ပါတယ်အဲ့လိုတိုက်စစ်ထပ်ပြီးတော့မြင့်တင်ခဲ့တာကြောင့်ပွဲချိန်85မိနစ်မှာဥက္ကာနိုင်ရဲ့ဖန်တီးပေးမှုမှတစ်ဆင့်မောင်လွင်ကစကြိကိုက်ထိပ်အပြင်ကနေလှပပအပြင်းကန်သွင်းကဥဆောင်ကိုဖြစ်အဆုံးသတ်နိုင်ခဲ့ပါတယ်နိုင်ကိုရရှိခဲ့တဲ့မြန်မာလက်ရွေးစင်အသင်းဟာကြန့်ရှိနေတဲ့ပွဲချိန်တွေမှာပွဲကိုအကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့တာကြောင့်ပွဲပြီးဆုံးချိန်မှာတော့2-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ယခုလိုအနိုင်ရရှိခဲ့တာကြောင့်မြန်မာလက်ရွေးစင်အသင်းဟာရမှတ်3မှတ်ရရှိပြီးအုပ်စုတက်ဖို့အတွက်အခြေအနေကောင်းသွားပြီပဲဖြစ်ပါတယ်။